ရှင်ဒီရဲ့ vlog လေးတွေကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့ဒီကအမောင်းစင်းလုံးရင်းနဲ့တဲကို page လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်သူကရှိရ authentic beauty product page လေးပဲဖြစ်ပါတယ်ရှင် 100% authentic cosmetic နဲ့ skincare brand အစုံကိုဝယ်ရရှိနိုင်ပါတယ်ရှင်ဒါလေးကတော့မမေတို့ရဲ့ Telegram channel လေးပါဒီတစ်ခေါက်တော့ဒီကမမေတို့ရှိရနေပြီးတော့ skincare product လေးရဲ့ foundation လေးရဲ့နှာခမ်းနီလေးရဲ့ဝယ်ဖြစ်တယ်ပေါ့နော်ဒါကတော့မမေတို့ရှိရဒီဝယ်ထားတဲ့ snack essence လေးပါဒီဘေးမှာပြထားသလိုမမေတို့ရှိမှာ skincare product အစုံကိုဝယ်ရရှိနိုင်ပါတယ်ရှင်ဒါလေးကတော့ဒီဝယ်ဖြစ်တဲ့ Dior Best Day Foundation လေးဖြစ်ပါတယ်မမေတို့ရှိမှာfull size မဟုတ်ဘဲနဲ့ဒီလိုမျိုးခွဲဘူးလေးတွေနဲ့လည်းဝယ်ရရှိနိုင်ပါတယ်ရှင်ဒါလေးကတော့ဒီတစ်ပတ်ဒီဝယ်ဖြစ်တဲ့ 2.5 ml ခွဲဘူးလေးဖြစ်ပါတယ်ဒါလေးကကျတော့ဒီဝယ်ထားတဲ့ PPI က Glow Lifting လေးပါမမတို့ရှိမှာကအခုဒီပြထားသလို Black Rose Romance အစားရှိတဲ့ lip product အစုံရှိပါတယ်ရှင်စီမှာကအခုဒီပြထားသလိုမျိုး two-way loose powder gold brand အစုံရှိပါတယ်ရှင်ဒါကဒီအရင်တစ်ပတ်ကဝယ်ထားတဲ့ Chanel က loose powder ခွဲဘူးလေးပါဒါကဒီဝယ်ထားတဲ့ 3C ရ blusher လေးပေါ့နော်မမတို့စီမှာက budget safe ဖြစ်တဲ့ဒီလိုခွဲဘူးဆိုင်ကလေးတွေလည်းဝယ်ရရှိနေပါတယ်ရှင်မမနုစီမာကဝယ်ထားတဲ့ eyeshadow တွေကဘယ်လိုမှသုံးလို့မကုန်နိုင်မင်းနဲ့ expire ဖြစ်သွားတယ်ဒါမှမဟုတ်ကိုကအယောင်တယောင်နဲ့သုံးရတာမကြိုက်ပဲနဲ့အယောင်စုံသုံးချင်တယ်ဒါမှမဟုတ်ကိုက budget ချေတာချင်တယ်ဆိုလို့ရှိရင်တော့မင်းတို့စီမှာ 3C ရဲ့ eyeshadow အယောင်စုံလေးတွေကိုဖျောင်းပြပါပြီ daily လို့ပြင်ဖို့အတွက်ပဲဖြစ်ဖြစ်ပွဲတက်ပြင်ဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ် line မောင်မာနာမည်ကြီးနဲ့ makeup လို့တွေလိုက်ပြင်ဖို့အတွက်ဆိုလို့ရှိရင်တော့ 3C ရဲ့အယောင် line လေးကအစုံထွက်ထားတဲ့အပြင်အယောင်ထွက်အားတရားအရင်ကောင်းနေဈေးနှုန်းထက် quality ကပိုကောင်းနေတဲ့အကြောင်းမျိုးအရင်နာမည်ကြီးရဲ့ eyeshadow လေးတစ်ခုပဲပေါ့နော်ဒါလေးကဒီအရင်တစ်ပတ်ကဝယ်ဖြစ်တဲ့ Dior Skin Glow Foundation လေးဖြစ်ပါတယ်သူကတော့မီလီလေးနဲ့တယ်ပေါ့နော်ရှီယွန်မှာကျတော့ဒီဘေးမှာပြထားတယ်လို့မျိုး foundation brand အစုံရှိပါတယ်ရှင်ဒီဝယ်ပြထားတဲ့ foundation ပုံတစ်ခုရဲ့ side grab လေးပါဒီကြံပေးချင်တာကတော့ခုလိုမျိုးခွဲဘူးလေးဝယ်မယ်ဆိုလို့ရှိရင်မီလီနည်းနည်းပိုကြီးတာလေးဝယ်စေချင်တယ်ပေါ့နော်ဒါကဒီဝယ်ပြထားတဲ့ perfume လေးပါဒီဘူးလေးကမမင်းတို့ကလက်ဆောင်ပေးတဲ့ဘူးလေးပါဒါကဒီဝယ်ထားတဲ့ Ariana Grande ရဲ့ Moonlight perfume လေးပါသူကတော့ 3mm ပေါ့နော်ဘူးလေးကနည်းနည်းလေးသေးတယ်ဒါလေးကမမင်းတို့လက်ဆောင်ပေးထားတဲ့ perfume လေးပါဒါအပြင်ရှင်ဟိုမှာကအခုတိတိပြထားသလိုမျိုးနာမည်ကြီး perfume brand မျိုးစုံလည်းရှိပါတယ်ရှင်အမျိုးသမီးသုံး perfume လေးတွေရှိသလိုအမျိုးသားသုံး perfume တွေလည်းရှိပါတယ်ရှင်ဒါလေးတွေကတော့ဒီအရင်တစ်ပတ်ကဝယ်ထားတဲ့ lip tint လေးတွေ lipstick လေးတွေဖြစ်ပါတယ်မင်းတို့ရှိမှာကဒီပြောသလို Black Rose Romance အစုံရှိတယ်ပေါ့နော်ဒါကအရင်တစ်ခေါက်ကဒီဝယ်ထားတဲ့ Romance က lip tint လေးပါဒါလေးကတော့ Black Rose နဲ့ Romance က lip tint နဲ့ lip gloss တွေပေါ့နော်ကဲဒီတစ်ခေါက် vlog လေးကဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Thank you for your watching. Subscribe for more.